Britain British အစိုးရရဲ့ website မှာတင်ဟာနိုင်ငံတနိုင်ငံကိုတွားတင်သလားမတွားတင်ဘူးလားဆိုတာကိုအသေးစိတ်ဖော်ပြပေးထားပါတယ်။အကယ်၍မြေပုံတစ်ခုလုံးအစိမ်းရောင်ဖြစ်နေတယ်ဆိုရင်တော့အဲ့ဒီနိုင်ငံဟာတွားရောက်လဲပါတော့ဘေးကင်းတဲ့နိုင်ငံလို့သတ်မှတ်ပါတယ်။လေမော်ရောင်ကတော့အသေးအတန်ဖြားနာနေတဲ့မိသားစုဝင်တူစီတွားရောက်တာမျိုးလိုမျိုးမဖြစ်မနေတွားရမယ့်အကြောင်းကိစ္စရှိမှသာတွားတင်တယ်လို့အတိပ္ပယ်ရပါတယ်။အနီရောင်ကတော့ဘယ်လိုအကြောင်းကြောင့်မှမတွားတင်ဘူးလို့ဆိုလိုတာပါအဲ့ဒီလိုအနီရောင်ပြထားတဲ့နေရာတွေကိုတွားမယ်ဆိုရင်တင်းရဲ့ခရီးသွားအာမခံဟာအကျုံးမဝင်တော့တာမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်တင်းတစ်ခုခုဖြစ်လို့တန်ရာရခဲ့မယ်ဆိုရင်စေကူတာစကြက်အားလုံးကိုကိုယ်တိုင်ဖေးဆောင်ရမှာဖြစ်ပါတယ်နိုင်ဂျီးရီးယားလိုမျိုးအချို့နိုင်ငံလေးမှာဆိုရင်မြေပုံပေါ်မှာအယောင်3မျိုးလုံးရောနေတာကိုတွေ့ရမှာပါဒီနိုင်ငံကြီးရဲ့အနီရောင်ပြထားတဲ့အစိပ်ဖိုင်တွေဟာရက်ဆက်ကြမ်းကြုတ်တဲ့ဘိုကိုဟာရမ်အကြမ်းဖတ်အဖွဲ့တွေလှုပ်ရှားနေတဲ့နေရာလေးဖြစ်ပါတယ်လာဂိုစ်နဲ့မြို့တော်အပူချာတို့ရှိတဲ့နေရာတွေမှာတော့လိမ္မော်ရောင်နဲ့အစိမ်းရောင်တွေကိုအများအပြားတွေ့နိုင်ပါတယ်ကဲအခု2024ခုနှစ်တောကောပလာအစောပိုင်းအထိတနိုင်ငံလုံးအနီရောင်ဖြစ်နေတဲ့နိုင်ငံတွေကိုကဘာပတ်တိလိုက်ကြည့်ရအောင်ဦးရောဖခင်နဲ့အရင်စလိုက်ရအောင်နော်ဥရောပမှာဘယ်နှစ်နိုင်ငံလောက်အနီရောင်ဖြစ်နေမှထင်ပါသလဲမယုံနိုင်စရာပဲနော်တကယ်တော့နှစ်နိုင်ငံရှိနေတာပါတနိုင်ငံကတော့ယူကရိန်းမဟုတ်ပါဘူးယူကရိန်းရဲ့အနောက်ဘက်ခြမ်းကလိမ္မော်ရောင်ဖြစ်နေတော့ပါတနိုင်ငံလုံးအနီရောင်ဖြစ်နေတဲ့နှစ်နိုင်ငံကတော့ဘီလာရုစ်နဲ့ရုရှားတို့ပဲဖြစ်ပါတယ်ရုရှားဟာကမ္ဘာအကြီးဆုံးနိုင်ငံကြီးဖြစ်တာကြောင့်ဗြိတိန်အစိုးရရဲ့အကြံပေးချက်အရာဆိုရင်ကျွန်တော်တို့ဟာကမ္ဘာမြေမျက်နှာပြင်ရဲ့17ရာခိုင်နှုန်းကိုတွားလို့မရသေးဘူးလို့ဆိုရမှာပါဒါကအစပဲရှိပါသေးတယ်ဘီလာရုစ်ဟာရုရှားရဲ့ဥရောပမှာအကြီးဆုံးမဟာမိတ်နိုင်ငံဖြစ်ပါလေယူကရိန်းနဲ့စစ်ပွဲတွေဆက်ဖြစ်နေတာကြောင့်ဒီဒေသရဲ့မရေရာမှုတွေနဲ့အန်တရယ်တွေဟာဒီနေရာကိုအယံကိုအန်တရယ်များတဲ့နေရာတစ်ခုဖြစ်နေစေတာပါအမေရိကတိုက်ဖက်ကိုဆက်သွားကြည့်အောင်ဒီဒေသတစ်ခုလုံးမှာတနိုင်ငံလုံးအနီရောင်ဖြစ်နေတာတနိုင်ငံမှရှိပါတယ်ဘယ်နိုင်ငံဖြစ်မလဲခံမှန်းကြည့်ပါအောင်အချို့ကတော့ဗင်နီဇွဲလားဖက်မယ်လုံးထင်ကြပါလိမ့်မယ်အဲ့ဒါကလည်းကောင်းတဲ့ခံမှန်းချက်တစ်ခုပါပဲဘာလို့လဲဆိုတော့နိုင်ငံရဲ့အစိပ်ပိုင်းအတော်များများကလိမ္မော်ရောင်ထစ်ပြီး20တွေကတော့အနီရောင်ဖြစ်နေလို့ပါဒါပေမဲ့မြောက်အမေရိကနဲ့တောင်အမေရိကတခုလုံးမှာတနိုင်ငံလုံးအနီရောင်ဖက်ထားတဲ့တခုတည်းသောနိုင်ငံကတော့ကာရိဘီယန်ဒေသမှာရှိပါတယ်အဲ့ဒီနိုင်ငံကတော့မငြိမ်မသက်မှုတွေဂိုင်းစာတွေနဲ့နိုင်ငံရေးအကြမ်းဖက်မှုတွေအကဲတဘာဝဘေးအန္တရာယ်တွေလည်းဆိုးဆိုးရွားရွားကျုံတွေ့နေရလေဟေတီနိုင်ငံမဲ့ချက်ပါလေရှေ့မဆက်ကဘရာဇီးရဲ့မြေပုံကိုခဏကြည့်လိုက်ပါအောင်တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်တနိုင်ငံလုံးနီးပါးအစိမ်းရောင်ဖြစ်နေပေမဲ့ဒီနေရာလေးမှာတော့လိမ္မော်ရောင်မြင်းချောင်းလေးတွေတွေ့ရပါလိမ့်မယ်။ဒါတွေကတော့ Amazonas ပြည်နယ်တွေကမြစ်တွေဖြစ်ပြီးဒီမြစ်တွေဟာကိုလံဘီယာ၊ပီရူနဲ့ဗင်နီဇွဲလားနိုင်ငံတွေကိုဆက်သွယ်ပေးထားတာပါ။ဒီမြစ်တွေကနေလူမောင်ခိုကူးတာဒါမှမဟုတ်မိုးရက်စေးဝါမောင်ခိုကူးတာတွေလှုပ်လေစီးတာကြောင့်လိမ္မော်ရောင်ပြထားတာလို့ထင်ပါတယ်။နိုင်ငံခြားသားခကြီးသွားတရုတ်အနေနဲ့ဒီနေရာတွေကိုတော့လုံးဝမသွားသင့်ပါဘူး။အခုဆိုရင်ဥရောပမှာ2နိုင်ငံနဲ့အမေရိကတိုက်မှာ1နိုင်ငံရှိသွားပါပြီ။အိုရှေနီးယားဒေသမှာတော့တနိုင်ငံလုံးအနီရောင်ဖြစ်နေတဲ့နိုင်ငံမရှိပါဘူး။ဒါဆိုရင်အန်တာတိတ်တိုက်ကိုပယ်လိုက်ရင်အာဖရိကနဲ့အာရှနှစ်တိုက်ပဲကျန်ပါတော့တယ်။အာဖရိကနဲ့အာရှထဲမှာဘယ်တိုက်ကအများဆုံးရှိမယ်ထင်ပါတယ်။ကြည့်လိုက်အောင်အာရှကနေစကြည့်အောင်အာရှမှာတနိုင်ငံလုံးအနီရောင်ဖြတ်ထားတဲ့နိုင်ငံစုစုပေါင်း9နိုင်ငံရှိပါလေ။မယုံနိုင်စရာပဲနော်။အဲ့ဒီထဲမှာမြောက်ကိုရီးယားနဲ့အစ္စရေးမပါဝင်ပါဘူး။မြောက်ကိုရီးယားမေမော်ရောင်ခင်းနေလာကြောင့်မဖြစ်မနေအရေးကြီးမှသာတွားတင်တယ်လို့အတိပဲရပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားကိုဗစ်ပြီးကတည်းက20တွေကိုပြန်မဖွင့်သေးတာကြောင့်အပြင်လူတွေတွားလို့မရသေးပါဘူး။ကျွန်တော်အမြဲတွေးမိတာတခုကတော့စီကန်းဂရီကိုသာလိုက်နာမယ်ဆိုရင်မြောက်ကိုရီးယားဟာကမ္ဘာပေါ်မှာခရီးသွားဖို့အဘေးကင်းဆုံးနိုင်ငံတွေထက်ကတခုလို့ကျွန်တော်တကယ်ပဲထင်ပါတယ်။ဖြစ်တန်တွေကအယံပြင်းထန်တာကြောင့်ဒေသခံတွေစီကရာဇဝတ်မှုကြုံတွေ့ရဖို့ဆိုတာမရှိသလောက်ပါပဲ။လန်ဒန်ဒါမှမဟုတ်ဘာစီလိုနာလိုမျိုးတွေမှာအိမ်နဲ့ခံရဖို့အခွင့်အလမ်းကဖြုံးရမ်းမှချက်အစာပေါင်းများစွာပိုများနေတာပါအစ္စရေးကလည်းတနိုင်ငံလုံးအနီရောင်မဖြစ်နေပါဘူး
အနောက်ဘက်ကမ်းခြေဂါဇာနဲ့ဆီးရီးယားလက်ဘနွန်နဲ့ဆက်တွေကသာအနီရောင်ဖက်ပြီးကျန်တဲ့နေရာတွေကတော့လိမ်မော်ရောင်ပဲရှိပါသေးတယ်။ဒါပေမဲ့အခြေအနေတွေကခံမှန်းရခက်တာကြောင့်တင်ဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာတော့ပြောင်းလဲသွားနိုင်ပါတယ်။တနိုင်ငံလုံးအနီရောင်ချစ်နေတဲ့နိုင်ငံကတော့အီရန်ဖြစ်ပါတယ်။ဗြိတိန်အစိုးရကတော့တင်ဟောက်ဗြိတိန်နိုင်ငံသားထိနေတာနဲ့တင်ကိုဖန်ဆီးစစ်ဆေးဖို့လုံလောက်တဲ့အကြောင်းပြချက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်ဒီဒေတာမှာစစ်ပွဲကြီးဖြစ်ပွားနိုင်တဲ့အန်ဒရဲလည်းရှိနေတာကြောင့်တနိုင်ငံလုံးအနီရောင်ဖြစ်နေတာပါလက်ဘနွန်ကလည်းတနိုင်ငံလုံးအနီရောင်ဖြစ်နေတဲ့နောက်ထပ်နိုင်ငံတစ်ခုပါသူကလည်းပဋိပက္ခတွေဖြစ်နေတဲ့ data ထဲမှာရှိနေပြီးဒုံးကျည်တွေနဲ့မကြာခဏပစ်ခတ်ခံနေတာဖြစ်ပါတယ်။ဆီးရီးယားကလည်းတနိုင်ငံလုံးအနီရောင်ဖြစ်နေတာမဆန်းပါဘူး။2017ခုနှစ်ကတည်းကပြည်တွင်းစစ်တမ်းကိုပြင်းပြင်းထန်ထန်ခန်းစားနေရပြီးသေဆုံးသူအရေအတွက်ဟာ6သိန်းလောက်အထိရှိမယ်လို့ခန့်မှန်းရပါတယ်။ထူးဆန်းတာကလက်ဘနွန်နဲ့ဆီးရီးယားဟာနာမည်ကြီးအပန်းဖြေစခန်းတွေရှိတဲ့ Cyprus နိုင်ငံနဲ့ကီလိုမီတာ80လောက်ပဲဝေးတာပါ။ယီမင်ကလည်းတနိုင်ငံလုံးအနီရောင်ပါပဲ။ဆီးရီးယားလိုပဲ2014ကတည်းကပြည်တွင်းစစ်ဖြစ်နေတာပါစစ်ပွဲကြောင့်တိုက်ရိုက်တည်ဆုံသူတသိန်းခွဲလောက်ရှိပြီးအစာရေစာငတ်မွတ်မှုและဆေးဝါးမလုံလောက်မှုကြောင့်တည်ဆုံသူ9000လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။နောက်ဆုံးတနိုင်ငံကတော့အာဖဂန်နစ္စတန်ပါ2017ခုနှစ်ကတည်းကတာလီဘန်အဖွဲ့ကအဖိအဝထိန်းချုပ်ထားပြီးဗြိတိန်အစိုးရကတော့သူတို့ကိုအကြမ်းဖက်အဖွဲ့အစည်းလို့သတ်မှတ်ထားပါတယ်။ဒါပေမဲ့ဆီးရီးယားနဲ့ယီမင်တို့လိုမဟုတ်ပဲအာဖဂန်နစ္စတန်မှာတော့2017တောက်ကုတ်လအမေရိကန်တပ်ခွဲတွေရုတ်သိမ်းသွားပြီးကတည်းကစစ်ပွဲတွေမရှိတော့ပါဘူး။ဒါပေမဲ့နိုင်ငံအတွင်းမှာပဋိပက္ခအချို့ကတော့ရှိနေစေဖြစ်ပါတယ်။ဒါတွေကတော့အာရှမှာရှိတဲ့အနီရောင်9နိုင်ငံပဲဖြစ်ပါတယ်။အာဖရိကမှာကောပိုးများမလားမဟုတ်ပါဘူးတကယ်တော့3နိုင်ငံပဲရှိတာပါအဲ့ဒီ3နိုင်ငံကိုမကြည့်ခင်စိတ်ဝင်စားစရာမြေပုံရှိတဲ့ပါကီနာဖာဆိုနဲ့အလဲပိုင်းအာဖရိကသမ္မတနိုင်ငံတို့ကိုအရင်ကြည့်လိုက်ရအောင်အလဲပိုင်းအာဖရိကသမ္မတနိုင်ငံမှာဆိုရင်မြို့တော်ဘန်ကိုအီရှိတဲ့နေရာလေးကလွယ်ရင်တနိုင်ငံလုံးအနီရောင်ဖြစ်နေတာပါလက်နက်ကိုင်အဖွဲ့အစည်းတွေကနိုင်မီအတော်များများထိန်းချုပ်ထားပြီးအရသားတွေကိုပြန်ပေးဆွဲတာတန်းရရစေတာနဲ့ထက်ချက်တာတွေလောင်နေလို့ဖြစ်ပါလေပါကီနာဖာဆိုကလည်းမြို့တော်ကကျန်တဲ့နေရာတွေအားလုံးအနီရောင်ပါပဲနိုင်ကြနိုင်ငံကတော့တနိုင်ငံလုံးအနီရောင်ဖြစ်နေပါတယ်။ဒါကတော့စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့်ဆန္ဒပြမှုတွေအများကြီးဖြစ်ပွားနေလို့ပါ။နောက်ကီဆူဒန်နိုင်ငံမှာလည်းပြည်တွင်းစစ်ဖြစ်နေပါတယ်။2023မှာစတင်ခဲ့တဲ့ဒီစစ်ကွဲကြောင့်အခုဗီဒီယိုလုပ်နေတဲ့အချိန်အထိသေဆုံးသူ1000ခွဲလောက်ရှိနေပါပြီ။နောက်ဆုံးတစ်နိုင်ငံကတော့ဆူဒန်ရဲ့တောင်ဘက်မှာရှိတဲ့တောင်ဆူဒန်ပဲဖြစ်ပါတယ်။ဒီနိုင်ငံကတော့ပြည်တွင်းစစ်မရှိတော့ဘဲလက်နက်ကိုင်ပဋိပက္ခတွေပြန်ပေးဆွဲမှုတွေနဲ့တခြားကြောက်စရာကောင်းတဲ့ရာဇဝတ်မှုတွေမကြာခဏဖြစ်ပွားနေစေဖြစ်ပါတယ်။ဒါဆိုရင်စုစုပေါင်းတနိုင်ငံလုံးအနီရောင်ဖြစ်နေတဲ့နိုင်ငံ17နိုင်ငံရှိသွားပါပြီ။တနည်းအားဖြင့်ပြောရရင်ဗြိတိန်အစိုးရကဘယ်လိုအကြောင်းကြောင့်မှမတွားတင်ဘူးတော့သတ်မှတ်ထားတဲ့နိုင်ငံတွေပေါ့။ဒီ17နိုင်ငံပေါင်းလိုက်ရင်ဧရိယာ17ကီလိုမီတာ25တန်းလောက်ရှိပါတယ်။ဒါဟာကမ္ဘာမြေမျက်နှာပြင်ရဲ့10%နီးပါးရှိတာပါ။အခုပြောခဲ့တာတွေကတင်ဗီဒီယိုကြည့်နေတဲ့အချိန်မှာတော့ပြောင်းလဲသွားနိုင်ပါတယ်။